နေ့ကတော့ကျွန်တော်တို့တောင်ဝိုင်းကိုတက်မှာဖြစ်ပါတယ်တောင်ဝိုင်းတက်မှာရှာလို့နေ့ကဆိုခဲ့မယ်ဒီနေ့တောင်ဝိုင်းအကုန်ပြီးတက်မှာတော်မယ်အဲ့တော့ကျွန်တော်တို့တွေတောင်ဝိုင်းကိုအဝင်သွားပါပြီခင်ဗျာတောင်ဝိုင်းရဲ့ပထမဝင်တော့ဝင်သွားပါပြီအခုလောသွားနေရတော့အိမ်နာပါခင်ဗျာအိမ်နာတက်ချင်တာလို့မတက်ချင်တာလို့မမဆောင်ဖြစ်နေလို့သွားပြီးအိမ်နာမှာတော့ထိုင်လာအောင်ပဲတောင်ဝိုင်းတက်နေတာလုံးဝင်ပါတက်နေအောင်တက်အိမ်လာမှာပြင်ပါဒီရငါနာမဒီတောင်နာဒုံနာရှိလို့တော့သာသမရဲအောင်ဟဲ့သာသမရဲအောင်ဒီဘက်တက်ခိုင်းမယ်ဟဲ့ရဝေးကြဟဲ့တော့တောင်ဝိုင်းတက်နေရောက်ပြီဟုတ်အစင်းโอเคဆက်တယ်ဘောတက်နေပါသည်ဘောတက်နေပါသည် breathing လေးကောင်းကောင်းလေးယူမယ်နောက်အောင်ကျွန်တော်မဟေးသေးချိုးကြမယ်တိစားကြပါအဒါတော့ထွက်ရှိုးစုံတူတော့ရောက်နေပြီမကြခါပါကြောက်ခါပါလေတောင်ဝိုင်းနေလေကိုကြီးကိုရရပြီတော့ဟာပေါ်မစနေလေဟောဒီပါစောင်းနေကမလားဟုတ်တယ်နော်တော့တော့တက်โอเคနောက်ဆုံးတော့တောင်ထိပ်ပေါ်ရောက်ခဲ့ပါပြီခင်ဗျာအခုချီးရနေရလေးကျွန်တော်ဓာတ်ပုံရရင်လှတယ်လေအားကြောင့်ကျွန်တော်အနေနဲ့ဓာတ်ပုံရဖို့တောင်းတာဒီမှာကိုကိုရရအခုမှတမရောက်တာမှာဒီနေရာတော့ကောင်းတယ်တက်နိုင်တယ်ကောင်းရတက်နိုင်တယ်ပြောလာဒီလိုလာပြောနိုင်ဘူးဒီမှာမေ့ဆိုတာရှက်လူကအရင်များတော့ဓာတ်ပုံရမှုအတွက်ကျွန်တော်နေရာစောင့်ရတယ်ဘယ်လိုတက်မလဲလေးစားဝိုင်းတန်းနေနေတာပြောပြန်တယ်ဒီနေ့ရဆွေးကြပြန်စိတ်မလို့ဟုတ်အဲ့လိုမဟုတ်ကျွန်တော်ဒီကောင်းရောလေးမရလို့ဟိုကလေးပါတက်သေးမှာတော့ကျတော့လှေလေကားများတယ်လေဆွေးကြပြန်တိကားများလေကားထဲကလေးများတယ်ဒီဟာကျတော့တောင်ကိုလေကားလောက်တာဒါကျတော့လုံးဝဒီလေးဟိုကတက်တာဘူးလွယ်တယ်တက်တာဒါပေမဲ့ဝေးတယ်ဝေးတယ်ဟုတ်တယ်ဆွေးဝင်တော့ဒါပေမဲ့ဟိုလာမိုက်တယ်နော်မိုးရွာရင်မိုက်တယ်ဟိုလာရေတဲ့လေဟုတ်ကလေးအားမပြောနိုင်ဟိုးရှိပါမြင်ခဲ့တဲ့တရားအနီအောင်တရားလူတန်းစီနေတဲ့တရားကျွန်တော်တို့တက်ခဲ့တဲ့တရားပေါ့နော်အဲ့အနေမှာမတက်ကြီးတက်လာပြီးမှကျွန်တော်တို့ခုနဒီတောင်ထိပ်ပေါ်ရောက်တာပါခုနကျွန်တော်တို့တက်လာတော့မှအနေအောင်မြင်ခဲ့ရအောင်ဆိုတော့ကျွန်တော်တို့ကစဉ်းစားပါခင်ဗျာဒီမှာအရှင်းနေဟမ် good ကောင်းပါလေရန်လာပါတဲ့မြင်ဝင်လေးရှင်းနေကိုတယ်ဆင်းမှာပါဆိုလေဒါတော့ကျွန်တော်တို့တွေတောင်ဝိုင်းရဲ့အောက်ဆုံးအဆင့်ကိုပြင်ရောက်ဖို့အတွက်ညရလေးပါဒီဘက်လေးလားတောင်ဝိုင်းရဲ့အောင်မြင်မှုလက်ခံတာ yes ရှင်းမယ်ဒီစမ်းရမယ်ဒီပြောနေကြမတက်ကြီးဖို့မှာတောင်းအခါနဲ့နှိမ့်စမ်းလိုက်တော့ခါအောက်တန်းရောက်တယ်
ရုပ်များတော့မတက်ကြဘူးဟုတ်လို့ ကျောင်းကလေးဘက်ကောင်မတော် တက်တော့လေးဘုံတက်ခဲ့ကြတာဟဲ့စောက်ကြတက်အစင်းအမကြည့်တော့နည်းနည်းလေးပုံကင်မရာထဲမှာနေနေတယ်ပြင်မသွားကြည့်လိုက်အကြိုက်စင်းနေရစမ်းငင်လေဒူလဲကြည့်တော့ရှောနေတာဟုတ်ပါဘူးမောနေတယ်အဲ့မှာကျွန်တော်မင်းမကြည့်မဟေးဒီဖြစ်နေကတနဲ့ရာမနောက်လေမေးဒီတာနဲ့ရာ God ဘာဒီကိန်းโอเคဒါအဆင်မနောက်ဆုံးဆက်အတက်တော့ရှေ့ဘက်တန်ကိုတော့ရတယ်အဆင်ရတော့မရတော့အောင်မြင်စွာရောက်ရှိတော့ပါမယ်အခုပြန်မပါလာလို့ကိုခံသားနေရအဲ့ကြံခဲ့လို့မဟုတ်အဲ့ဒီထားခဲ့လို့ Okay finish မဟုတ်ဆိုင်တော့ လောက်ညီအခုကကျွန်တော်တို့တောင်ဝိုင်းနေပြန်ဆင်းလာပြီဒါမြေပြင်ရောက်ပြီအရှိမကျွန်တော်ဆိုင်ရထားနေရောက်ပြီဆိုင်ရထုတ်မယ်နောက်တစ်နေရာဆက်သွားမယ် Okay ဒီနေ့မှကျွန်တော်ဖန်ရောက်တာအဲ့ဒါကိုအခုပဲတောင်ဝိုင်းထက်တက်တာပေါ့နော်မလွယ်ဘူးမူရအဲ့အောင်အဲ့ဒီလိုဖြစ်တာပေါ့နော် Okay အိမ်ရလည်းအဆင်မပြေဘူးအိမ်ရတအားနဲ့ရွှေ့လုံးလေးလုံးတယ် Okay ဆက်သွားမယ်နော်